ကိုယ်တိုင်စိုက်ထားတဲ့ကစုံရက်လေးတွေကိုဒီနေ့ခိုးပြီးတော့ကြော်စမ်းမှာပဲဖြစ်ပါတယ်ဟိုတစ်ခါကတော့စိုက်ထားတဲ့ကစုံရက်တွေအများကြီးဖြစ်လာလို့ခိုးပြီးတော့ဟိုနဲ့ကြော်စားပါမယ်လက်ကြည့်ကြအောင်ဦးနဲ့အပြည့်ပဲဒီလိုကြည့်ပါဦးရအောင်တယောက်စားတော့ကောင်းကောင်းစားလို့ရမယ်တဲ့မိုးနဲ့လည်းရောမှာဆိုညီကြီးကိုချဆိုင်တော့တော်တော်လေးတန်တော့တယ်ဟိုကညီကြီးကမရှိတော့အိုးလေးပဲစိုက်ပြီးအိုးလေးစိုက်တော့နည်းနည်းပင်ကများပြီးတော့ရမ်းမကြီးလာဘူးနော်ဒါကဟိုတစ်ခေါက်ကစိုက်တာနဲ့ဆို2လလောက်တော့ရှိပါပြီပင်ကရမ်းကြက်ပြီးတော့ထပ်ပြီးတော့မကြီးနိုင်တော့ဘူးဆိုစားလိုက်မှာဒီလောက်တော့ချန်ထားလိုက်ပါမယ်ရတော့များတယ်တယောက်စားဆိုရင်ကောင်းကောင်းလုပ်ပါတန်တန်ပါစီရရတယ်ဒီတော့ဆိုရကိုချွေးလိုက်တော့ပြီးကြမ်းမှကြီးစီးပါမယ်အယုံနဲ့ရမ်းမကောင်းတာတခါလေးယူနေချင်နေချိုးပြီးတော့ကြော်ပါမယ်ဒီတော့ပို့ဝဲထားတယ်စီးပါမယ်ပို့နဲ့ထုတ်ဝဲထားအားလုံးကြည့်တော့ဒါဆိုရင်လည်းပြီးတော့ပြန်လာပို့ရေးစီးလာပါရဲ့ပြီးတော့ဒါချက်သွင်းကြည့်လို့ဖြူပါနောက်တစ်ခုကတော့မြို့ပြနဲ့တောက်ကြံနေထည့်ပါမယ်ဒါဆိုဆက်ချက်ပါစီးတယ်ဘုံနဲ့နူလာဆိုတော့ဒီနေ့တင်ကျူးစီလေးထည့်ပါမယ်စားမယ်ဒီနေ့ကစွေးလေးနောက်ဆိုရင်မို့ကြော်လေးရပါမယ်တယောက်လေးဆိုရင်တော့2ခါ3ခါလောက်တော့စားရမှာနော်အများကြီးပါပဲစားလိုက်ပါမယ်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဆုံးထိကြည့်ပြီးကြလို့ကျေးဇူးများကြီးတင်ပါတယ်